ပေးသွားရွတ်တယ်ရွတ်တာပေးရွတ်တာစစ်ကားကအကြီးပေါ့ခொနနာညမထွက်ရဆိုတော့မင်းတို့ငါလာရွတ်ရင်မင်းတို့ငါ့ကိုအဆောင်ရှောက်ပေးဆိုရှေ့ကားတိနောက်ကားတိနဲ့အမှန်ကိုပြောတာတဘာဝအမှန်တွေကိုလက်ခံဖို့လိုတယ်ဗမာလက်မခံအဲ့ချိန်မှာငါတို့ကားကြီးအကြီးစစ်ကားရွတ်ဟိုနေ့ကဟိုဘောကကားချစ်တဲ့ဝင်တိုက်တယ်ကားအောက်ထဲအဲ့ကားလေးရောက်သွားတာဆိုအဲ့ဒီမှာရှိတဲ့စက်တက်အကောင်တွေမင်းတို့ကွာငါလိုက်ရုပ်တယ်မြတ်တတ်တော့လိုက်ရွတ်နေတာဖြစ်ချင်းရောက်အဲ့ဒီကလေးကိုဘာမှမလုပ်ပါနဲ့သူ့ပဲသွားကြည့်လိုက်အောင်သွေးတွေတန်ရတယ်နဲ့ကားကိုဆွဲထုတ်ပြီးပဲတော်ဒီကားစစ်ညက်ကြေသွားပြီဒါဆိုအဲ့ဒီကားပိုင်ရှင်သူဘာပြောမလဲစက်တက်ကားလေးတက်ချိတ်လိုက်တာဒီကောင်ပြောမသူဝင်တိုက်တာငါအဲ့ကားကငါတို့ပါတယ်အာစာလည်းပါတယ်ငါပါတယ်ဆိုသူပြောတဲ့ခါကျသူပါလေမနေ့ကတော့ကစက်ကားတစ်စီးကဟိုတက္ကစီကိုကောက်ဝင်တက်ရရှင်ဟောသွားအမှန်မဟုတ်ဘူးဒါကိုယ်တိုင်ပါတယ်ဟုတ်တယ်နော်ပြောလို့ရတဲ့ဘောလောကယူမျှမျှတတကြည့်ဘလူကောင်းတယ်မကောင်းတယ်မပြောဘူးမင်းတို့မှအဲ့လိုမစ္စည်းမပရိပဒါမရှိဘူးအတ္တအစွန်ဒီမှာစာမွေးဖြေနေတယ်ဓမေစီရီကမျိုးနဲ့တန်ဥက္ကဋ္ဌဒီနေ့စစ်တပ်လေးလာတက်ဆွဲထားတယ်တက်ဆွဲတော့ငါသွားတယ်ဆိုတော့သူထီးလေးပဲလိုက်မိုးပေးမိုးလေးရဖောဝါရွာနေတော့စစ်သားတွေဒီနားမှာဒီကျောင်းနိုင်ဘုံကြီးမှာရှိတယ်အဲ့ဒီဟိုဘက်ထဲနဲ့ဒီဘက်ထဲကိုအမိန်ပေးတာငါပေးတာစစ်တပ်ကပေးတာမဟုတ်ဆိုင်ကယ်များဟွန်မတီးရဆောင်းဝက်ကိုရီဆောင်းဝက်ဖြစ်လို့ကားသွားရင်လေဟွန်အကျယ်ကြီးမတီးရလို့အမိန်ပေးတာငါပေးတာဒါဆိုင်ဘုတ်ကဒီစစ်သားတွေရှင်းနေမှာအဲ့ဆိုင်ဘုတ်ကဆောင်းဝက်နဲ့တဲ့တယ်ကိုကန်နိုင်ုံထဲမှာအဲ့တော့ဆောင်းဝက်နဲ့တဲ့တဲ့နေရာမှာအဲ့ဆိုင်ဘုတ်ကဟွန်မတီးရဆိုင်ကယ်ဘုတ်ကလမ်းဆင်းလျှောက်ပါဆိုငါပေးတာပုံတန်ကနာကဟိုဘက်ကနေဆိုင်ကယ်ပြေးလာတယ်ဆိုင်ကယ်ကအသွားပြန်လှုပ်တာနော်လူရဲ့သဘာဝအောင်ဒီစစ်သားကိုစိတ်မဆိုးအောင်ဘောငါမင်းဘာလုပ်တာလဲခေါ်ပြီးနရင်ရိုက်ပြလိုက်ဖောင်းထိုင်ငါစစ်တပ်အာကိုနဲ့ရိုက်တာမဟုတ်ဘူးငါဖုန်းကြီးတစ်ပါးနဲ့ဆုံးမှာမင်းတစ်ခါတစ်ကောင်နဲ့တရားလေဓမေစီရီမျိုးနဲ့ဥက္ကရာစစ်သားအာကိုနဲ့ပါရိုက်ခြင်းဒီလိုလုံးမှဒီ Facebook ကတခါလေးပြောလိုက်တယ်မင်းအခုကြက်တဲ့ချီတိုင်မင်းကြက်ရသွားတိုင်တခါလေးမင်းပွက်ပြီးတော့ပြောပလိုက်တယ်ဒါငါထုတ်တာလေစာမွေးရှိရင်လို့ခွန်မတီးအဲ့ဒီချိန်နဲ့မဟုတ်တော့ဘောတီအချိန်ကြီးလောက်တာဟိုကောင်လေးပြဿနာရှာတာအဲ့တော့ခေါ်လိုက်ဘင်းပြလိုက်တယ်ဖောင်းနိုင်ကြပြနရင်ရိုက်ပလိုက်ငါရိုက်တာစစ်သားအာကိုနဲ့ရိုက်တာမဟုတ်ငါလက်အာကိုနဲ့ရိုက်တာငါကုံကအာကိုရိုက်တာငါတန်ခါနာကဥက္ကဋ္ဌဟိုမှာစာမွေးဖြေနေကိုတော်ကြီးအနောက်ရှင်းမဖြေအောင်ငါရေးထားတဲ့စာသူတမန်ရန်စားတာလေဒီနေ့ဒီရှိတယ်ဆိုင်ကခေါ်ကြီးနရင်နှစ်ချက်လောက်တီးတယ်ဖြောင်းငြိမ်ကြတော့အေးသူမကြက်တဲ့မင်း Facebook တင်မင်းတိမ်လုံးပြောင်းသွားမယ်တိမ်လုံးပြောင်းသွားပြောတယ်ငါတရားသူကလှုပ်ရည်လေဓမေသေးဆရာတော့စစ်တပ်အာကိုနဲ့နရင်ရိုက်ခြင်းဆိုသူလှုပ်မှာစစ်တပ်နဲ့မဆိုင်ဘူးငါရိုက်တာအဲ့ကောင်နဲ့ဘာမှမဆိုင်ဘူးသူအစိုးရလာထားတာငါလည်းမပတ်သက်ဘူးငါဆောင်မုန်းနဲ့မပတ်သက်ဘူးဆောင်မုန်းနဲ့မပတ်သက်ဘူးသူတက်တာဆွဲတာငါနဲ့ဘာမှမပတ်သက်ဘူးငါဆောင်မုန်းရှိတာဖြစ်ချင်းကြောင့်ဖြစ်စဉ်ကမှန်အဲ့လိုဒါပေမဲ့ဟိုစားတဲ့ရောက်တော့လို့မမြင်မဲနဲ့ထင်ပါတယ်အဲ့ဘုန်းကြီးအမလေးသူ့ရန်တကလည်းဘိုးချုပ်ဆိုတာအဲ့လှုပ်ကောအဲ့လိုတွေလှုပ်တာဒါကြောင့်မလို့သတိသေချာထားပါရမ်းမယုံပါနဲ့သေချာပြောတယ်